ကိုလိုလိုချလာတဲ့မယနေ့ငါဘဝရဲ့တိတ်တာကမကောင်းခဲ့ပါလွန်ရစပွေးပိုက်ပြီးနိုင်ငံခြားကိုထွက်ပြေးရတာတော့မှမာတယ်ဝကျွေးရှိတဲ့ညချေပါစီတော့မြန်မာနိုင်ငံ HIV ပန်းမှုတွေလည်းရောသွန်း